င်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်တွင်ဖြစ်ပွားသည့်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်မှထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းမပေါ်ဘီလင်းမြို့နယ်တွင်ရှမန်ဒီအော်တိုဘာ25ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖက်တွင်ထိခိုက်ဒေဆုံးမှုရှိသည်ဟုတော်လှန်ရေးသတင်းရှင်းလင်းများကပြောပါတယ်ရမန်ဒီနက်9နာရီခန့်ကစ၍ဘီလင်းမြို့နယ်တောက်ရက်ကြီးရွာတွင်စစ်ကော်မရှင်တပ်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များကြားတိုက်ပွဲဖြစ်ပွားခြင်းဟုသိရပါတယ်အဆိုပါတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်မှ2ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ1သတင်းရင်းမြစ်ကပြောပါတယ်သူတို့ဘက်ကတော့လက်နက်ကြီးတွေတော်တော်ကြာတဲ့အထိပြန်ပစ်တာမျိုးရှိတယ်ဒုံဝင်းဘက်ကနေအကြီးကပြစ်တာပေါ့ဒီဘက်ကထိတာတော့မရှိဘူးအရက်သားထိတာလည်းမရှိဘူးတော့ဟုတော်လိုင်းရေးပူပေါင်းတပ်ဖက်မှတာဝန်ရှိသူကပြောပါတယ်အလားတူပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကလည်းဘီလင်းမြို့နယ်ချောင်းဆောက်ရွာအနီးရောက်လာတဲ့စစ်ကော်မရှင်တပ်လှုပ်ရှားစစ်ကြောင်းအား KNL ပူပေါင်းတပ်များကစောင့်ကြိုတိုက်ခိုက်ရာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်ဘက်မှ4ဦးထပ်မံတေဆုံးခဲ့ကြောင်းသိရပါတယ်ဘီလင်းမြို့နယ်သည်မွန်ပြည်နယ်တွင်စစ်ကော်မရှင်ကရွှေခောက်ပွဲပြုလုပ်မဲ့မြို့နယ်များအနှံ့တစ်ခုအပါအဝင်ဖြစ်ပါတယ်ထို့ရာတွင်ရွှေခောက်ပွဲကာလနီလာသည့်နှင့်အမျှနေမီစိုးမှုမြင့်တင်နိုင်ရတဲ့အတွက်စစ်ကော်မရှင်ကဘီလင်းမြို့နယ်အတွင်းရှိကျေးရွာများအတွင်းစစ်ရေးလှုပ်ရှားမှုများတိုး၍လှုပ်ဆောင်လာနေကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ဆက်လက်ပြီးထန်းတပင်တွင်တိုက်ပွဲများဖြစ်ပွားနေပြီးပြည်သူများသတိပြုနေထိုင်ကြရန် PDF တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူခရိုင်ထန်းတပင်မြို့နယ်အတွင်းစစ်ကော်မရှင်တပ်နှင့်တော်လှန်ရေးအင်အားစူပေါင်းပူးပေါင်းတပ်များကြားတိုက်ပွဲများဖြစ်ပွားနေ၍ဒေသခံပြည်သူများအနေဖြင့်စစ်ရေးသတိဖြင့်နေထိုင်ကြရန်တောင်ငူခရိုင်မှတ်နှစ်တရင်ကသတိပေးထုတ်ပြန်ထားပါတယ်။အော်တိုဘာလ24ရက်နေ့နနက်ပိုင်းကစ၍ထန်းတပင်မြို့နယ်ဘုံမတီးရွာနှင့်အနီးတွင်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ်။အဆိုပါတိုက်ပွဲများအတွင်စရက်ကြီးမြို့အခြေစိုက်ချီလင်တရင်ခလာရ83နှင့်အနီးတစ်ဝိုက်ရှိတပ်စခန်းများမှလက်နက်ကြီးပစ်ကူခြင်းလေကြောင်းမှစစ်သုံးလေရင်ဖြင့်ဘုံကျဲခြင်းများပြုလုပ်ခဲ့သည်ဟုတိုက်ပွဲဖြစ်ပွားရာဒေသနှင့်၄မိုင်ခန့်သာကွာဝေးသည့်စရက်ကြီးမြို့ကန်တပ်ဦးကပြောပါတယ်။တိုက်ပွဲကရက်သွားတာတော့မဟုတ်ဘူးမနေ့အစောပိုင်းတွင်ညနေပိုင်းတွင်ဆိုပြစ်ဒဏ်တွေကြားရတယ်လေရင်တော့မနေ့ကမလာဘူး83ကတော့ပြစ်တာလက်ကုန်ပဲဟုဇီယကြီးဒေသခံကပြောပါတယ်စစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်မှုများအားတိုက်ပွဲဖြစ်ပွားရာဒေသတွင်သာမကအရက်သားများနေထိုင်လျက်ရှိသည့်ရွာများအတွင်းပါဘုံကျဲကြောင့်အဆိုပါဒေသခံကဆက်ပြောပါတယ်အော်တိုဘာ24ရက်နေ့တွင်လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားတအုပ်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်ထို့ရာတွင်ဇီယကြီးမြို့တောင်ဘက်ခြမ်းကျေးရွာများတွင်နေထိုင်သည့်ပြည်သူများအနေဖြင့်ထော်လိုင်းရေးအင်အားစုများမှသွာလာခွင့်မပြုထားသည့်ကန့်သက်ဒေသများအားဖျက်ဆီးသွာလာခြင်းမပြုလုပ်ရနှင့်စစ်ကော်မရှင်တပ်၏လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုများအားသတိပြုနေထိုင်ကြရန် PDF ကအတည်ပြုထားပါသည်လက်နက်ကြီးထွက်တန်ကြပါကလုံခြုံသောအကောက်အကွယ်ရှိသောနေရာတွင်လက်နက်ကြီးတန်ခွဲပြီးတဲ့အထိအကောက်အကွယ်ယူနေထိုင်ပေးကြရန်နှင့်လေကြောင်းတန်တစ်ခုခုကြားပါကထွက်မကြည့်ကြရန်အကောက်အကွယ်ယူနေထိုင်ပေးကြရန်ချက်မှန်မြစ်တာရက်ခန့်အကြံပြုအပ်ပါသည်ဟုဖော်ပြထားပါသည်တိုက်ပွဲများစတင်ဖြစ်ပွားလာသည့်အောက်တိုဘာ24ရက်မှစ၍ထန်းတပင်မြို့နယ်ပုံမတီတရက်တန်ကျိုးပင်သာစသည့်ကျေးရွာများမှဒေသခံရာနဲ့ချီဖေးလို့ရသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်ထန်းတပင်မြို့နယ်သည်ကရင်မျိုးသားအစည်းအရုံး KNU ၏နေမီတပ်မှတ်ချက်အရတပ်မဟာနှင့်တောဦးတောင်ငူခရိုင်အတွင်းပါဝင်သည့်မြို့နယ်တစ်ခုဖြစ်ပါတယ်ဆက်လက်ပြီးမောင်းမကန်ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မောင်းမကန်ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိကလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းပါဝင်ခဲ့သောတော်လှန်ရေးသတင်းရင်းမြစ်များကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့အောက်တိုဘာလ26ရက်နေ့နံနက်ပိုင်းတွင်တော်လှန်ရေးတပ်ဖွဲ့များကလောင်းလုံးမြို့နယ်မောင်းမကန်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်မှလေရင်ဖြစ်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထို့သောစစ်တပ်ကလေရင်ဖြစ်ပုံကျဲခုခံနေသည့်ကြားမှာမောင်းမကန်ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်မှထိခိုက်ဒေဆုံးမှုရှိပြီးရဲစခန်းအတွင်းရှိလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ဒီနေ့နေ့အစောပိုင်းလောက်ကလေးကရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေကလေရင်တွေနဲ့ပုံကျဲတိုက်ခိုက်နေတဲ့ကြားကကိုရဲစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်စစ်ခွေးတွေတေဆုံးလာလည်းရှိပါတယ်ရဲစခန်းတွေကလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တဲ့ဟုတိုက်ပွဲအတွင်းပါဝင်ခဲ့သောတော်လှန်ရေးသတင်းချင်းမြစ်ကပြောဆိုပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းဌာနကအတည်ပြုနိုင်ရန်တဝက်ခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကိုဆက်သွယ်မေးမြန်းခဲ့ပြီးမောင်မကန်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်းကိုအတည်ပြုပြောဆိုခဲ့ပြီးဖြစ်စဉ်အသေးစိတ်ကိုထုတ်ပြန်ပြီးဖြစ်ကြောင်းပြောဆိုပါတယ်ဆက်လက်ပြီးအာဆီယံ၏အကျိုးဆွေးနွေးပွဲများအာဆီယံထိပ်သီးအစည်းအဝေးမစမီနိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲများစတင်နေသည်မှာ2ရက်မြောက်ရှိသွားပြီဖြစ်ပါတယ်။ထိုအစည်းအဝေးများတွင်မြန်မာရွေးကောက်ပွဲကိစ္စသည်အဓိကနေရာမှပါဝင်လာနေသည်။ယခုအချိန်ထိထိုင်းနှင့်မလေးရှားတို့မှဦးဆောင်ဆွေးနွေးနေသည်ဟုသိရပါတယ်။အဓိကအားဖြင့်မြန်မာရွေးကောက်ပွဲသည်တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိရမယ်
အားလုံးပါဝင်နိုင်မှုရှိရမယ်ဆိုတဲ့ပြောဆိုမှုများသာကြားနေရသည်လာမယ့်ရွေးကောက်ပွဲတွင်စေအုပ်စုမှ၎င်းတို့လိုလာသောပါတီအနိုင်ရစေရန်ပွဲမဝင်ခင်ကပင်အသေးအချာပြင်ဆင်ထားပြီးဖြစ်၍ရွေးကောက်ပွဲတွင်မတမာမှုများထပ်လုပ်စေရန်အကြောင်းမမြင်ဟုယူဆထားပြီးဖြစ်သည်အီလက်ထရောနစ်မဲပေးစနစ်သုံးထား၍မဲလာထဲသူအရေးအတွက်နှင့်ကိုယ်စားလှယ်လောင်းရရှိမည့်မဲများအပေါ်သာကလင်ကကျစ်လုပ်ဖို့ရှိနေသည်လက်ရှိတွင်ပြည်သူ့ဦးဆောင်ပါတီမှတသက်ခိုင်းသည်ကြံ့ဖို့တော့မပြီးသူပဲပေးမည်ဆိုသောအတန်များထွက်လာ၍သူမအားရွေးကောက်ပွဲပုံမှန်၈ခါကြီးနှင့်ညီစွန်းသည်ဆိုကရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်လိုက်ပြီးဖြစ်သည်အဆိုပါပုံမှန်သည်နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမည်ဟုဆိုထား၍ကျွေးမကင်းသူဟုဆိုလိုရင်းဖြစ်သည်အကယ်၍လေးလာသူများလှုပ်ပြီးဘာမှကလင်ကကျစ်လုပ်เสียရမလို့တော့သောရွေးကောက်ပွဲမှာဘာမှမယုံမသားမတွေ့ဟုဆိုကဘာဆက်လုပ်ကြမည်နည်းဆိုသည်ကအပြေမရှိကြထိုင်းနိုင်ငံသားရေးဝန်ကြီးကအချက်၄ချက်ကိုအဆိုပြုလာသည်၁တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိဖို့ဆွေးနွေးပွဲများဖြစ်မြောက်ရေးလမ်းကြောင်းပေါ်ရောက်ရှိရေးတစိမ့်တစ်ပိုင်းအဖြစ်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရန်နှစ်ရွေးကောက်ပွဲအားတရားမျှတပြီးပွင့်လင်းမြင်သာမှုရှိရေးတောင်းဆိုရန်နှင့်ပြီးသွားလဲဆက်လက်ဆွေးနွေးနိုင်မည့်လမ်းကြောင်းဖွင့်ထားရန်၃အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏အပြုသဘောဆောင်သောထိတွေ့ဆက်ဆံမှုကိုထောက်ခံရန်၄အာဆီယံ၏မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်၏လုပ်ငန်းစဉ်များထိရောက်မှုရှိရေးပံ့ပိုးပေးရန်တို့ဖြစ်ပါသည်ဆိုလိုသည်က၎င်းတို့အစီအစဉ်ဖြင့်စေအုပ်စုနှင့်ထိတွေ့ဆက်ဆံသွားမည်ဖြစ်သည်အရေးကြီးဆုံးအချက်အဖြစ်စေအုပ်စုရွေးကောက်ပွဲကိုအာဆီယံမှကိုယ်စားလှယ်စေလွှတ်ရန်ကိုထောက်ခံသည်ဟုထည့်သွင်းပြောဆိုသွားခြင်းပင်ဖြစ်သည်သို့သောကိုယ်စားလှယ်စေလွှတ်ခြင်းသည်စောင့်ကြည့်ရန်သာဖြစ်၍ရွေးကောက်ပွဲကိုအတိမတ်ပြုသည့်သဘောမဟုတ်ဟုသိထားရမည်ဟုလည်းပြောပြန်သည်အင်ဒိုနီးရှားကလည်းအတိမတ်ပြုခြင်းမျိုးမဟုတ်ဘဲစောင့်ကြည့်ရုံသက်သက်ကိုယ်စားလှယ်စေလွှတ်ခြင်းမျိုးအကယ်၍တညီတညွတ်တဲ့သဘောတူညီချက်မျိုးမရရှိကအခြားနိုင်ငံများကိုယ်သဘောနှင့်ကိုမလုံနိုင်ရန်ရည်တည်ချက်သဘောထားကိုတိတိကျကျထုတ်ပြန်ဖို့လိုသည်ဟုလည်းထည့်သွင်းပြောဆိုသွားခဲ့သည်စေအုပ်စုကတော့အလုံးပါဝင်ရန်တောင်းဆိုနေသည့်ကြောင့်မှတက်ခိုင်အားအချိန်ကပ်၍ဖယ်ရှားပစ်လိုက်ခြင်းဖြင့်၎င်းတို့ကြီးသာအများစုအစိုးရဖွဲ့နိုင်ရေးတေချာတီထက်တေချာအောင်လုပ်နေပြီဖြစ်သည်ထို့အတွက်စံစီစားများလိုက်ပေးရင်မဲဆွယ်နေသောကူကိုကြီးလည်းမျက်ခုံးလှုပ်လာနေပြီဖြစ်သည်ကိုယ်စားလှယ်စေလွှတ်ရေးအားနိုင်ငံကောင်းဆောင်များ၏ထိပ်သီးအစည်းအဝေးများတွင်ဆွေးနွေးဆုံးဖြတ်မည်ဟုဥက္ကဋ္ဌဖြစ်သူမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကပြောပါတယ်ရွှေကောက်ပွဲမတိုင်မီအလုံးပါဝင်သောဆွေးနွေးပွဲတစ်ရက်ဖြစ်မြောက်ရန်လိုအပ်ကြောင်းအလေးအနက်တိုက်တွန်းသည်ဟုလည်းပြောဆိုခဲ့ပါတယ်အဖြစ်နိုင်ဆုံးကတော့စောင့်ကြည့်မဲ့ကိုယ်စားလှယ်စေလွှတ်ရေးသည်မရေမရာနှင့်သာအဆုံးသတ်သွားမည်ဖြစ်သည်သို့သောမြန်မာ၏တာဖြန့်လုပ်ငန်းများအပေါ်ပြက်ပြက်သားသားဖြည့်ရှင်းနိုင်ရေးအာဆီယံတွင်ဆွေးနွေးကြရတော့မည်ဖြစ်သည်အထူးသဖြင့်၎င်း၏နိုင်ငံသားများဒေါ်လာ10ဘီလီယံခန့်လိမ်လည်ခံနေရသည့်အမေရိကန်သမ္မတထရန့်သည်ယနေ့ကွာလာလမ်ပူသို့ဆိုက်ရောက်လာတော့မည်ဖြစ်သည်စေအုပ်စုနှင့်စောချစ်သူတို့က၎င်းတို့၏ဝင်ငွေရကြောင်းစခန်းများကိုဂျွန်နယ်ထရန့်မှဖက်စီဖိတ်နှင့်အိန္ဒိယသမုဒ္ဒရာထဲရှိလေယာဉ်တင်သင်္ဘောများမှတိုက်လေယာဉ်များဆေးလွတ်ပြီးဘုံကျဲဖျက်ဆီးရန်အမိန့်ပေးလိုက်ကမခတ်ပေလောဟုစိုးရိမ်နေကြပုံရသည်ထို့သို့ဖြစ်လာနိုင်သည့်များကိုကြိုသိနေသောစေအုပ်စုကဟန်ပြနှိမ်နှင်းပြပြီးလိညာရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီးထိရောက်မှုမရှိဟုလုံခြုံရေးဆိုင်ရာလိလာစမ်းစစ်ရေးသူတည်တည်တအူကပြောပါတယ်လက်ရှိတွင်လူ900ခန့်ကိုရွှေ့ပြောင်းပေးထားပြီးအခြေအနေများငြိမ်သက်သွားပါက KK ပတ်တွင်ကုမ္ပဏီအသစ်တို့လွှဲပြောင်းပေးပြီးလောက်ကိုင်ရန်စီစဉ်နေကြောင်းလည်းထိုသူတည်တည်ကပင်ထုတ်ဖော်ပြောဆိုခဲ့သည်Facebook ကလည်း၎င်းတို့ platform ကိုအသုံးချပြီးကမ္ဘောဒီးယားနှင့်မြန်မာမှလိမ်လည်နေသည့်အကောင့်ပေါင်း12တန်းကိုဖော်ထုတ်နိုင်ခဲ့သည်ဟုဆိုပါတယ်။ကြားဖြတ်လုပ်ငန်းအလုံးသည်တရုတ်ဩဇာခံဖြစ်နေသောမြန်မာကမ္ဘောဒီးယားနှင့်လာအိုတို့တွင်သာအခြေစိုက်လှုပ်ရှားနေနိုင်ခြင်းသည်တိုက်ဆိုင်မှုမဟုတ်သည်မှာထင်ရှားလာနေပြီဖြစ်သည်။စေအုပ်စုရွေးကောက်ပွဲအားအရှိုက်ထိုးခံရသလိုဖြစ်သွားရပြန်သည်ကနိုင်ငံပေါင်း193နိုင်ငံအနက်အဖွဲ့ဝင်အဖြစ်နိုင်ငံပေါင်း183နိုင်ငံပါဝင်နေသည့်နိုင်ငံစုံပါလီမန်များတမကမှာမြန်မာ၏2020ရွေးကောက်ခံလွှတ်တော်အားတရားဝင်အဖွဲ့အစည်းအဖြစ်၎င်းတို့၏152ကြိမ်မြောက်အစည်းအဝေးကြီးမှအတည်ပြုပေးလိုက်ခြင်းပင်ဖြစ်သည်ဂျန်နီဖာတွင်ပြုလုပ်သောထိုအစည်းအဝေးသို့ CRPHR ကိုစားပြု၍လူကယ်ပြန်ဝင်ကြီးဒေါက်တာဝင်းမြတ်၏နှင့်နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်အာဆီယံအနေဖြင့်လက်ရှိအရေးကိုဒီအတိုင်းပြစ်ထားနေ၍မရတော့စေရဇဝတ်မှုများနေ့စဉ်နှင့်အမျှကျူးလွန်နေသောစေအာဏာသိမ်းအဖွဲ့ကိုပဲလက်ခံပြီး၎င်းတို့ပြုလုပ်မဲ့အလိမ်ညာရွေးကောက်ပွဲကိုအတိမတ်ပြုမိလောသို့မဟုတ်က၎င်းတို့ပြုတ်ချရေးအတွက်ယခုတက်ပို့ပြီးကြိုးပမ်းမိလောဆိုသည်ကိုရွေးချယ်ရတော့မည်ဖြစ်သည်စေအုပ်စုသည်၎င်းတို့အပေါ်ဒုက္ခပေးလာနိုင်သည့်နိုင်ငံတကာဖိအားမျိုးကိုသာကြောက်ရွံ့တုန်လှုပ်တတ်ကြောင်းကိုသိထားသင့်ပေသည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်